အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါကတော့အိုဆာကာမှာလာတဲကျင်တဲ့လူတွေအိုဆာကာမှာအလဲလာတဲ့လူတွေအတွက်ကို17ရက်စာကို2300ရမ်းမဲ့ပေးရတဲ့ဟိုတယ်လေးတစ်ခုနဲ့ share လုပ်ပေးကြပါတယ်အဲ့တော့ကျွန်မတက်ခဲ့တော့ဒီ17ရက်ကြာတယ်ပေါ့နော်ဘယ်လောက်ကြာခဲ့လဲဆိုရင်2300ပဲကြာတာဖြစ်တဲ့အတွက်ကြောင့်တစ်ရက်ကို2100ရမ်းခဲ့မယ်ကြာခဲ့တယ်ပေါ့နော်သူကတော့ရက်ရှည်နေမှာ9ရက်ကျော်မှနေလို့ရတဲ့တန်တဲ့ဟိုတယ်လေးပဲဖြစ်ပါတယ်သူ့မှာဆိုလို့ရှိရင်တန်ရှိလန်ကြီးပါမယ် TV ပါမယ်ပြီးတော့လို့ရှိရင်ဒီအင်တာဂျီချိုးကန်တော့တွဲလျက်ပါမယ်ပေါ့နော်ပြီးတော့လို့ရှိရင် wish shot set ကတော့အောက်မှာ coin laundry ရှိပါတယ်ချက်စားဖို့အတွက်ပေါ့အောက်မှာခေါက်ဆွဲပြုတ်ကျဲဥကျော်လောက်စားလို့တော့အဆင်ပြေတယ်မီးဘူးလေးပေးထားတယ်ပေါ့နော်ပကံခွဲရောက်ကလေးလေးပေးထားပါတယ်အနီးနားမှာလည်းဒီ number station နဲ့နေတာဖြစ်တဲ့အတွက်ကြောင့်အနီးနားမှာလည်းဒီ BNN ဆိုင်တို့မြန်မာဆိုင်တို့အများကြီးပေါ်တယ်ပေါ့နော်အဲဒီအတွက်ကြောင့်အိုဆာကာမှာနေတဲ့သူတွေအလုပ်ပြောင်းကာလမှာ10ရက်17ရက်9ရက်ထဲပို့ပြီးတော့ရက်ရှည်ဟိုတယ်ငှားဖို့လိုအပ်တဲ့လူတွေဒီဟိုတယ်လေးကို recommended ပေးပါတယ်ရှင်သူကအများအားဆိုးအောက်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ကြိုပြီးတော့ booking ချိန်မှာရမှာပေါ့နော်သူမှာတော့ဒီအခွဲ3ခုလောက်ရှိတယ်ပေါ့နော်ဒီနာမည်နဲ့ရိုက်ရှာကြည့်လို့ရပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ် bye bye